ဆောင်ရန်ကိစ္စကျတော့နင်းညမနာဂိမ်းရှောင်းနိုင်ရမယ်ဒီဂိမ်းကိုချစ်ရမယ်ဒီပုံစံတိုင်းကြည့်ရမယ်ဆိုတော့ first generation ကတော့ကျွန်တော်တစ်ဖက်လုံးဝပြီးသွားပြီ second generation မှာအောင်မြင်ခဲ့တဲ့လူတွေအပိုင်းခြားအလျောက်မှာလဲနားသွားပြီလို့တော့ပြောလို့ရတယ်နော်လူကုန်တလောက်ဖြစ်သွားပြီပေါ့ဘာဖြစ်လဲဆိုတော့ဒီတော်ဒီ second generation မှာဆိုအောင်မြင်ခဲ့တဲ့အတွဲဖက်တွေရှိမယ်ပဲဒီကန်တို့ဆောနာပြောဒီ AI ဘာမီကိုကအတွဲဖက်တွေဒီ state တို့ပေါ့သူတို့တွေဆိုလို့ရှိရင်လည်းအခုလက်ရှိစော့နေသေးပေမဲ့ဆောနာပြောကန်တို့ဆိုနားဝိုင်းဖြစ်တဲ့ second generation တော့တစ်ဖြတ်ပြီးကန်ကြီးဖြစ်နေပြီပေါ့ပြီးကန်ကြီးဖြစ်နေပြီဒါပေမဲ့အဲ့လိုမျိုးဘယ်လိုမျိုးအဲ့လိုမျိုးကျန်းအောင်လုပ်အောင်လဲဆိုရင်အခုကဖေကွန်လုံးနေတဲ့ quality ကတော့မိုက်တယ်အဲ့တော့သူကအဲ့လိုတက် generation က player တွေကိုလည်းလုံးဝသူကဆွဲခေါ်လာနိုင်တယ်ဗျာဒီလည်းဆွဲခေါ်လာနိုင် Falcon Nest ပေါ့အခုဆိုရင်ဒီ test တို့ပေါ့အရန်ငယ်သေးတယ်ကလေး lucky တို့ပေါ့ဆိုရင်သူကတက် generation ပေါ့နော်သူတို့က lucky တို့ပေါ့နဲ့ကျွန်တော် short ဘူးတယ် short ဘူးတဲ့အချိန်မှာသူတို့ကတော်လည်းကောင်းတယ်အဲ့လိုမျိုး player တွေကိုသိရမလား player ကောင်းနေသူဥထားနိုင်တယ်ပေါ့နော်အဲ့လိုဥထားနိုင်တယ်အဲ့ဒီ Falcon organization ကအဲ့လိုမျိုးတောက်လျှောက် champion ဖြစ်တာသူစထောင်နေတာသူများကုန်ပဲလေသိရမလားဘာလို့လဲများလဲပြီးတော့အဲ့အချက်ကြောင့်လို့ပဲကျွန်တော်ထင်တယ်ဗျာသိလားသူတို့ရဲ့အဲ့ generation တက်လာတဲ့ player အခုလက်ရှိ player တွေကိုလည်းကောင်းဖြစ်အောင်ထိန်းထားနိုင်တယ်နောက်လာမယ့် player တွေကိုလည်းဥထားနိုင်တယ်ဒီလက်ရှိဒီအသင်းဒီသူတို့ရှိအသင်းကဒီမှာစော့နေတဲ့အချိန်မှာဒီအသင်းကိုနောက်ကနေ backup ပေးဖို့တော့သူတို့ ready like လူငယ်လေးတွေရှာထားနိုင်တယ်ပေါ့အဲ့လိုမျိုးရှာထားနိုင်မှာပဲရပြီဘာလို့လဲဆိုတော့မရှိမုံရှိတယ်မြန်မာနိုင်ငံမှာကောင်းတဲ့ player အများကြီးပဲကျွန်တော်တွေ့ရတယ်မှာ TikTok တို့ပေါ့မလားခဏခဏတွေ့တော့မှတွေ့ပွဲတွေမှာတွေ့အများကြီးတွေ့ရတယ်ဟုတ်တယ်ဒါပေမဲ့သူတို့ကိုကျွန်တော်တို့ကရန် raw ဖြစ်နေတာဗျာတဲ့ raw ဖြစ်နေတာတော့ကအစိမ့်သက်သူတို့ game shot ချင်းရှိရဒါရွေးဖြစ်နေတဲ့ player များနေတာဗျာအဲ့ဒါကိုသူတို့တွေးအဲ့လိုသူတို့တွေးပြီးတော့တကယ်သိရမလားပြိုင်ပွဲတွေမှာလုံးဝချမ်းထောင်နေအောင်ဖြစ်ဖို့အတွက်ဆိုတာတကယ်အကောင်းတဲ့ online ရှင်းလည်းလို့ပြိုင်ပွဲတွေလည်းလို့တယ်ဗျာဒီလားအဲ့လိုနိုင်ငံခြားမှာဆိုလို့ရှိရင် intro ဘာလို့မှဆိုလည်းကြည့်လိုက်ဗျာဒီလားသူတို့ဆိုလို့ရှိရင်အဲ့ MDL လည်းရှိတယ် MDL ပြင်အောင်မှနောက်တဲ့ price pool တော်တော်ကျန်းတဲ့ပြိုင်ပွဲများမှများကြီးပဲနောက်တစ်ခုอ่ะပေါ့ဒီလက်ရှိကျွန်တော်တို့ဒီ TikTok တို့ဒီ social တော်တော်များများမှာတွေ့ရတယ်ပေါ့ဒီလူငယ်လေးတွေဒီ pro ဖြစ်ချင်တဲ့လူငယ်တွေပေါ့အဲ့လိုလူငယ်တွေအတွက်ကောဒီ YF အနေနဲ့ဒီရှောင်းရန်တွေပေါ့အဲ့လိုမျိုးဆိုရင်ရောဘာဖြစ်မလဲလူငယ်လေးတွေတော့ကကျတော့ pro ဖြစ်ချင်တဲ့လူငယ် pro player ဖြစ်ချင်ချိန်နဲ့ကြိုးကားလို့မရဘူးဗျာအဓိကဒီ game မှာကျန်းနေတယ် pro player ဖြစ်ချင်တယ်ဆိုရင်အဲ့လိုမျိုးနင်းညမနာပေါ့နော်နင်းညမနာ game ရှောင်းနိုင်ရမယ်အဓိကရှောင်းရန်ပေါ့ရှောင်းရန်ကိစ္စကျတော့နင်းညမနာ game ရှောင်းနိုင်ရမယ်ဒီ game ကိုချစ်ရမယ် game ကိုချစ်ရမယ်မျိုးပါဗျာဒီ game ရှောင်းနေရင်ပျော်နေတာမျိုးသိမလားဒီ game ရှောင်းနေရလို့ထမင်းမချလဲရတယ်မအိတ်လဲရတယ်အဲ့လိုမျိုးဖြစ်နေဖို့အတွက်အထီကိုလိုအပ်တယ်ဗျာအဲ့လိုမျိုးမျိုးဖြစ်တိလိုအပ်တယ်ပြီးအဲ့လိုမျိုးကအရေးကြီးကုန်ပေါ့နော်အဲ့ရှောင်းရန်ကျတော့ဒီကဒီ game ကိုဖြတ်မဲ့ကိစ္စတွေကအဓိက sorry ပဲဗျာသိမလား sorry ပဲအဲ့ sorry နဲ့သွားပြီးတော့ရှောင်းနဲ့ပဲရှော့ကျင်တာတို့သိမလားရှောင်းနဲ့ပဲရှော့ကျင်တာတို့သိမလားငါ ram တက်လည်းနေအရှော့လေးပြောပြီးတော့အဲ့လိုမျိုးဖြစ်လို့မရဘူးဗျာသိမလားအဓိကဒီ game အဲ့လိုမျိုး pro player ဖြစ်ချင်တဲ့စိတ်ကိုတားမှာအဓိကပြဿနာနံပါတ်1က sorry ပဲ sorry ရယ်နောက်တဲ့ဒုတိယချက်ကကျတော့ကျောင်းကိစ္စတွေအိမ်နေရယ်ပေါ့နော်ကျောင်းကိစ္စတွေအိမ်နေရယ်ပေါ့အဲ့ကိစ္စကကျတော့ရွေးချယ်ရမှာပဲသိမလား player ဖြစ်ချင်တယ်လို့ရှိရင်ခုမဟုတ်တခုကတော့ရွေးချယ်ရမှာဥပမာဗျာသိမလားငါဒီ game မှာ2နှစ်ချိန်ပေးမယ်ကွာငါ2နှစ်ကြောင်းမတက်တော့ဒီ game ကို2နှစ်တိဒီ game ကိုထိုင်မဆောင်မယ်ကွာအဲ့လိုမျိုးရွေးချယ်နိုင်မှုတွေတော့လိုတယ်ဗျာပြတ်သားရဲရမယ်အဲ့ပေါ့ဒါကတော့ဒီ confidence ပေါ့ကိုယုံကျင်ဒါဆိုပြိသက်တွေအကုန်လုံးသိမဲ့လူဆိုဘယ်သူဖြစ်မလဲဆိုတော့ဒီ Ruby DD ပေါ့ဒီစိတ်ချောင်းကိုနားပလိုက်တဲ့အထီကိုဒီ game ပေါ်ယူသွတ်တာမျိုးပေါ့အဲ့လိုမျိုးဖြစ်ဖို့လိုတယ်ဗျာဒါမျိုးပေးဆက်မှလည်းဒီ game တစ်ခုပေါ်မှာအောင်မြင်မှာပေါ့နောက်တစ်ခုအစောနာဒီ YF ပြောတဲ့ဟာပေါ့ဒီ sorry နဲ့ပတ်သက်တဲ့ဟာမျိုးပေါ့ဒီ YF ရဲ့ဒီ pro တက်တန်းတစ်လျှောက်မှာရောအဲ့ဒီဟာမျိုးကြောင့်လမ်းကြောင်းလွဲသွားတဲ့ဒီ teammate ရှိခဲ့ဘူးလား teammate ရလို့တော့မရှိဘူး pro player လိုက်မှာတော့အကုန်လုံးကကျွန်တော်လည်း strike တမီ player တွေအကုန်လုံးကတော့ဂိမ်းနဲ့ပတ်သက်လာလို့အောင်တော့ရင်ရှော့ဖြတ်တာတွေပဲရှော့ဖြတ်တာတွေပဲအဲ့လိုမျိုးဖြစ်ဖို့လည်းလိုတယ်ပေါ့နော်ဒါမှဒီဂိမ်းပေါ်ဒီလိုစိတ်ထားမှာပေါ့ဂိမ်းကိုရွေးမလားငါ့ကိုချိန်ပေးမလားငါလည်းငါ့ကိုရွေးမလားနောက်ခုရွေးလာလို့ဂိမ်းကိုရွေးတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ပူကောင်းတာပေါ့အဲ့လိုမျိုးပဲ pro player ဖြစ်နေတာအခုလက်ရှိမှာဟုတ်တယ်ဒီလက်ရှိပေါ့ဒီ second generation နဲ့ third generation လက်ရှိစော့နေစေ player တွေထဲမှာဆိုရင်ဒီ YF ရဲ့ trending တသင်းဆိုလို့ရှိရင်ဘယ်သူတွေဖြစ်မလဲshort နဲ့တင်းမှာလို့ရှိရင်တော့ဂျန်ဂေလို့ရှိရင်တော့ကျွန်တော် dash ပဲဗျာ။ dash ကခြားဂျန်ဂေလည်းကောင်းတဲ့ဂျန်ဂေတွေအများကြီးရှိတယ်ဗျာ။ဥပမာကန်ကလို့ရှိရင်တော့နားဝိုက်ကိုကန်ကတော့ထင်မတတ်တော့ဘူး။ခြားဂျန်ဂေတွေလို့ရှိရင်ဟန်ပါမယ်။ဟန်တို့ဘာလို့ YG ကကောင်းတယ်ဗျာ။ဒါပေမဲ့လည်းခြားဂျန်ဂေတွေအများကြီးမှာတော့ရွေးကမရှိဘူး။ dash ကတော့တက်အရွယ်နဲ့ potential ဖြစ်လာနိုင်တာနဲ့ဆိုတော့ dash ရဲ့အရွယ်ကအရန်ကောင်းနေပြီဒီရွယ်ကဟုတ်တယ်။အဲ့ဂျန်ဂေမှာတော့ပြီးလို့ရှိရင် EHP မှာလို့ရှိရင်တော့ကြာရှုံးကတော့ရင်လို့ပဲပြောမှာပေါ့။ရင်ကကျတော့6လာလဲ6လာသူအနေနဲ့ကြည့်လို့ရှိရင်နည်းနည်းကြာလာရ3နှစ်ကျော်လောက်ရှိပြီထင်တယ်သူ6လာ performance တွေပြခဲ့ပြလာလဲ2နှစ်ဒီပါလောက်ဖြည့်လာ AI မှာလည်းပြလာဆိုတော့2နှစ်ဒီပါလောက်ရှိနေပြီတော့ကဖြစ်လက်ဖြစ်တဲ့နေပြီချန်ပီယံတို့ပါလို့ရပြီးတော့နိုင်ငံခြား EHP ဟိုဟာ
international ပွဲတွေပါလေထော်ထော်ဆော့တင်နေသူလက်နေထားတယ်တော်တော်ကောင်းတဲ့နေရာမှာတော့ပါတယ်အဲ့ EHP မှာတော့ရင်ရွေးလိုက်မယ်ပြီးရင်မစ်မှာတော့နီကိုပွဲရတယ်ပါနေကတော့နီကိုလက်ရှိပြနေတဲ့ performance တွေဒီမှာလုံးနေတဲ့ out play တွေရတော့ချားမေးရှင်မှာလည်းအများကြီးကောင်းတယ်ဗျာလီနာဥပါလည်းကောင်းနေတယ်မှာရွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်နီကိုပို့ကြိုက်နီကိုရွေးလိုက်မယ်လို့ရှိရင်ဂိုးလိန်းထဲမှာလို့ရှိရင်တော့ stick ပဲပေါ့ stick ကတော့ကောင်းဆုံးဖြစ်တာပဲဟိုပါပေါ့ second generation ရဲ့အကောင်းဆုံးဂိုးလိန်းတာလို့တော့ပြောလို့ရမလားအခုလက်ရှိမှာတော့ speed stick ပေါ့နော် speed stick နှစ်ယောက်လုံးဝအဲ့လိုမျိုးအပြိုင်ပေါ့နော်အပြိုင်နေတရားမှာတော့ speed ကတော့ဘယ်တင်းသွားမှလည်းမသိသေးရလဲပါလို့ဘာဖြစ်မှလည်းမသိသေးဘူးတော့ speed ကိုကျွန်တော်တို့ဒီ third generation နဲ့ထည့်လို့ရလောက်မယ်ထင်တယ်နော်third generation တော့မဟုတ်ဗျာသူ second generation လို့ပဲပြောတာ speed လည်း second generation ကန်တဲ့ဘာလို့လဲတော့သူ pro player လိုက်တဲ့ဝင်တဲ့အချိန်အချိန်မှာအသက်ကရငယ်သေးအောင်အဲတော့ကသူဘာလို့ပဲရှိဦးမလဲ16ဝင်းကျင်ပေါ့နော်16ကျော်ရုံအဲ့လောက်ပဲရှိဦးနေတယ်ရောဖက်ကွန်စမရောက်ခင်ဂျင်းနစ်ဆက်အကယ်ဒမီမှာလားမသိဘူးအဲ့ဒါ16လောက်ပဲရှိဦးမယ်အခုတော့မှသူ20လောက်ဆိုတော့ second generation ပဲပြောပါဒီ second generation အဲ့ဆိုတော့ဒီ speed stick ကအပြိုင်ပေါ့ဒါပေမဲ့ stick ကိုရွေးထားတယ် stick ကိုရွေးလိုက်မယ်ပေါ့နော်ပြီးတော့ Roma ထဲမှာကျတော့ Roma ကိုလည်းဘူရဲပဲဘူရဲ third generation ရဲ့အကောင်းဆုံး player လို့တော့ကျွန်တော်ဒီသူ့ရဲ့အသက်အရွယ်နဲ့ဒီ potential ဆန္ဒပြောခဲ့တဲ့ dash လို့ပဲဒီ player တယောက်ကနောက်ဆုံး5-6နှစ်လောက်ထိထပ်ပြီးတော့အများကြီးမျှော်လင့်လို့ရသေးတယ်ဒီဘူရဲအဲ့ကျွန်တော် generation မှာတော့လုံးဝအကြိုက်ဆုံးသိရမလားအထုံးတောင်းနိုင်ကို potential ရှိကုန် player လို့ရွေးပါရင်တော့ဘူရဲပဲเนาะနီကိုဘူရဲအတွက်ကအများကြီးလဲရှိဒီပွဲတွေမှာလုပ်ပြခဲ့ပြီးသွားပြီဒါကတော့ဒီလက်ရှိဒီစော့နေတဲ့ active dream squad ပေါ့ဒီ YF ရဲ့ YF စော့ခဲ့တဲ့ဒီ first generation ကနေစပြီးတော့အခုချိန်ဒီတွဲစော့ဘူးတဲ့ teammate တွေရဲ့ trending တသိန်းဆိုရင်ရောတွဲစော့ဘူးတဲ့ teammate only လားဟုတ်တယ်တွဲစော့ဘူးတဲ့ teammate only ဆိုလို့ရှိရင်တော့ Romania မှာဆိုလို့ရှိရင်တော့ Naomi ပေါ့နော် Naomi Justin ပဲပေါ့ Naomi Justin ပေါ့ Justin ပေါ့ဒီ midway လုံးကလည်းတော်တော်လေးအများကြီးအလုပ်ပြခဲ့တာ Naomi Justin ကတော့လုံးဝကြော်ပြီးချားတလေရတယ်ကြော်ရွေးလို့မရဘူးပေါ့နော်ဂျန်ကယ်နေမှာဆိုလို့ရှိရင်လည်းကန်ပဲရွေးရမှာပဲပေါ့နော်နောက်လျှောက်ကန်ဂျန်လာနဲ့ပဲဆော့ခဲ့တာပြီးတော့ကန်ချား YE တို့ ISO တို့မှာတော့ဆော့ခဲ့တဲ့ဂျန်ကယ်တွေကတော့ရှိတယ်ဒါပေမဲ့သူတို့ကျတော့အချိန်အများကြီးမဟုတ်ဘူးဗျာ6အလုံးဆော့ခဲ့ရင် NBA တစ်ခုကဘာညာပြီးတော့စီစဉ်တစ်ခုလောက်အဲ့လိုမျိုးဆိုတော့ကန်ပဲရွေးရမှာပဲကန်ပဲရွေးရမှာဂိုးလင်းကတော့လည်းရွေးချယ်ကများတယ်ပေါ့နော်ဂိုးလင်းယူလို့ရှိရင်ဒီတွဲဆော့ဘူးတဲ့ဂိုးလင်းတော်တော်များများကလည်းလက်ရှိသူ့ခင်းနေမှာတော်တော်ကောင်းခဲ့တဲ့ player တွေကြီးပဲနော်ဒီ YF တဲ့တွဲကိုပြီးတော့ဒီမလားအရင်တော့ကလို့ event တို့ဘာလို့ရှိတယ်ဆိုပေမဲ့လို့အဓိကတယောက်တည်းရွေးယူလို့ရှိရင်တော့တယောက်တည်းရွေးယူလို့ရှိရင်တော့ CB China ပဲရွေးလိုက်မယ် China ကတော့နားဝိုင်းဆိုမဲ့သူ့လက်ကအဲ့တော့တော်တော်ကောင်းတယ်ဗျာဒီမှာအဲ့ဆိုရင်ဒီ YF ရွေးသွားခဲ့တဲ့အတွက်ဒီ Falcon အတွက်ပေါ့အတွဲပဲရွေးရအောင် EHP ဆိုရင်လည်းကျွန်တော်ပဲပေါ့နော်ဒါတို့တည်းပါဘာလဲဆိုတော့ Falcon နဲ့ဆော့ခဲ့တဲ့တတန်ကျွန်တော်တို့အများကြီးပူကြခဲ့တာသိမလားဆော့ပူကြခဲ့တာပြီး Romania မှာလည်း DK တို့ဘာလို့ရွေးချင်တယ်ဒါပေမဲ့လည်း Naomi နဲ့ Justin နဲ့ပုံညီတာတော့ဒီဒါပေမဲ့ DK ကိုရွေးလိုက်တာနဲ့ဒီဘက်မှာ Mega Justin နဲ့ဆိုရင်ဒီတွဲလုံးကအစိမ့်သက်သက်ဖြစ်နေမယ်အစား Justin နာကိုတွဲလုံးဆိုရင်တော့ international မှာအထိပါလောက်ပြခဲ့ပြီးသားဒီတွဲလုံးဖြစ်နေတယ်။ Sona ကဒီကျွန်တော်တို့ပြောခဲ့တဲ့ဒီလက်ရှိ active squad နဲ့ဒီ non active squad နဲ့ဆိုလို့ရှိရင်ဘယ်အသင်းတာမယ်ထင်လဲ YF အခုလက်ရှိ short ရလားအခု Sona အခုဆော့ခိုင်းမယ်ဆိုတော့အခုကျွန်တော်ဆော့5-5ဆော့ဆိုပြီးဆော့ခိုင်းလိုက်မယ်အဲ့တော့အခုလက်ရှိ active squad ကိုတာမယ်ထင်တာပဲ။ဘာလို့လဲဆိုတော့အရင် player ရဒီကတယောက်ချင်းကျွန်တော်လက်ကြသွားတာပြောချင်တာဒါပေမဲ့ compare လုပ်ကြည့်မယ်ဆိုရင်ရောကျွန်တော် compare လုပ်ကြည့်မယ်ဆိုရင်ဒီ laning phase ကအစားပေါ့မစ်မှာဆိုလို့ရှိရင်ဒီနီကိုဘိုရဲတွဲလုံးနဲ့ Justin နာကိုတွဲလုံးနဲ့ဆိုရင်ဘယ်တွဲလုံးကပိုပြီးမြိုင်မယ်ထင်တယ်ဒီကတော့အဲ့ individual ဘိုင်းမှာရသိမလားအဲ့ပေါက်လေးပြောင်းမှုဘိုင်းမှာရကတော့လက်ရှိ active squad ကပူတာလိမ့်မယ်ဒါပေမဲ့ပွဲကိုထိန်းချုပ်တဲ့ဘိုင်းတွေပွဲကိုထိန်းချုပ်တဲ့ဘိုင်းတွေ lane control တွေသိရမလားပွဲကိုနားဘယ်လိုဆော့ရမလဲဆိုတာကျတော့အဲ့အရင် tennis squad ကပို့ပြီးတော့ကျန်းတယ်ဒါကတော့ experience နဲ့အသက်အရွယ်တစ်ခုကစကားပြောသွားတာပေါ့အဲ့လိုပဲဆိုတော့နောက်ထပ် comment ထပ်လုပ်ရရင် jungle ချင်းရှင်းမယ်ဆိုလဲ dash နဲ့ can နဲ့သူတို့နှစ်ယောက်ရဲ့ individual scale ဆိုလဲတော်တော်ကောင်းခဲ့တယ်နှစ်ယောက်လုံးကဒီ hero pool ကအစအရန်မကွာဘူးလို့ပြောလို့ရဒီ assassin တွေကိုပဲကြိုက်တဲ့ player တွေပေါ့သူတို့နှစ်ယောက်မှာဆိုရင်ရောဘာလေးကွာခြားချက်ရှိမယ်ထင်တယ်သူတို့ကဘာကွာခြားချက်ရှိမလဲဆိုလို့ရှိရင်ကန်ကြောင့်နည်းနည်း ego ဖြစ်တယ်ပေါ့နော်သူကဘာလဲဆိုတော့နည်းနည်း proud ဖြစ်တယ်သူ့ကိုသူ confidence ရမ်းရှိတယ်အဲ့လို confidence ရှိရတဲ့လောက်လေအဲ့လိုမျိုးတခုခုချုပ်ရင်သွားလို့ရှိရင်ပြန်ပြသွားတတ်တယ်အဲ့လိုမျိုးပေါ့နော်ကန်ကကျတော့အဲ့လိုမျိုး dash လို့ပါတော့ကျတော့လူငယ်ဖြစ်တာနဲ့လည်းညီလုံရဲကန်ရှိတယ်တီးရဲသိရမလားလုံရဲကန်ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးအမားဆိုလို့ရှိရင်တော့နည်းနည်းပေါ့နော်အဲ့ဒီလူငယ်ဖြစ်တာလေးတခုလောက်ပေါ့နော်အဓိက experience တိတ်မရှိတာအခုလို့ရှိရင်တော့ experience မရှိလို့တော့ပြောလို့မရတော့ပါဘူးဘာလို့လဲဆိုတော့ပြိုင်ပွဲမှာလည်းသိရတယ်တကယ်ပြိုင်ပွဲကြီးမှာလည်း3-4ခုလောက်ဆော့ပြီးဆိုတော့ဒီ local main stage ရော international main stage ရောတော်တော်ဆော့ခဲ့ပြီးသွားပြီဆိုတော့အဲ့ဆိုနောက်တလိမ့်ကြံမှာဂိုးလိမ့်ဒီဘက်က silent နဲ့ဟိုဘက်က stick နဲ့
ဒီနှစ်ယောက်မှာဆိုရင်ရော အဲ့ဒါနဲ့ State နဲ့မှာဆိုလို့ရှိရင်တော့ Silent ကိုပဲကျွန်တော်ပူကြည့်လိုက် အဲ့ဒီအချိန်မှာလေသူတို့နှစ်ယောက်ကတွေ့ခဲ့ဘူးလေနော် Silent State က ပဲပူကြည့်လိုက်ဘာလဲ အဲ့ဒီအချိန်မှာလေ Silent အသာစီးပိုရခဲ့မယ်ထင်တယ် ဘာလဲဆိုတော့ Silent ကကျတော့ဘာတော့ကြိုက်လဲပြောဒီကောင်ကသူအချိန်မြင်နေလို့ရှိရင်ပွဲတစ်ပွဲကိုနိုင်အောင်ဆော့ပေးနိုင်တယ်ဒီမှာကိုဗစ်နဲ့ဗျာအဓိကကိုကတင်းမိတ်ဗျာလားတင်းမိတ်ဗျာလားမှာဒီကောင်တာနေပြီဒီကောင်အချိန်ပြင်းနေပြီဒီကောင် KD နဲ့မိုက်နေကိုလည်းကောင်းကောင်းနေပြီထင်တဲ့အချိန်မှာဒီကောင်ရုံးမင်းတော့မလို့လားခံရကြ အဲ့ဒါကိုယ့်ရဲ့ဒီစိတ်ထဲက pressure ကိုပါသူတို့က short ချပေးနိုင်တယ်ပေါ့ဒီနောက်ဆုံးကိုယ်တိုင်ပတ်နေအောင်မှပဲဟောဒီကောင်ဆင်ပြေနေတယ်ဆိုလို့ရှိရင်အဲ့ဒါ pressure ဟိုဖြစ်စေတယ်ပေါ့ အဲ့လိုမျိုးရှိခဲ့တယ်ပေါ့နော် State နဲ့ကျတော့ကျွဲမလျှော့ဘူးလို့ကျွန်တော်လည်းမသိဘူးသူလည်းအဲ့လိုမျိုးတိုက်မျိုးပဲဗျာအဲ့လိုမျိုးတိုက်မျိုးပဲဒါပေမဲ့ ရသလောက်တော့အဲ့လိုပဲလာတယ် တကယ်တမ်းသိရင်လားပွဲကိုလုံးဝဒီပွဲကိုဆုံးထိနိုင်အောင်ယုံပြီးသွားတဲ့အထင်မှာတော့ Silent ပုံများမယ်လို့ထင်တာပဲ ဒီပေါ့ဒီချိန်ကကြီးခဲ့တဲ့ဟာမှာဒီ lane phase အရာမှာဆိုရင်တော့အဲ့ဒီတချိန်က Falcon တွဲလုံးမှာဆိုလို့ရှိရင်ဒီ 1F ရဲ့ဒီ Asma Day 1လက်ပူတွေနဲ့နောက်တဲ့အချိန်မှာဒီ Silent နဲ့တွဲဖက်တဲ့တွဲ combo တွေကလည်းတော်တော်လေးအဆင်ပြေခဲ့တာ哦ဒီအဲ့ဆိုရင်ကျွန်တော်ဒီအချိန်တစ်ခုတည်းရောက်လာပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီ Rangoon Sport Room Channel ကိုကြည့်ရှုနေတဲ့ပရိသတ်တွေတော့နှုတ်ဆက်စကားလေးပြောပြပါဦး အော်ကျွန်တော်တို့အခုလိုမျိုးအဲ့ MB ရဲ့အဲ့ mobile legend ကြောင်းနေပြောရတဲ့အရာတွေအားလုံးကိုဟိုအရှုံးကြီးကြည့်ရှုပြီးလို့ကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာနောက်လာမယ့်အစီအစဉ်တွေမှာလည်းအားကြည့်ရှုဖို့ပဲဖိတ်ခေါ်ပါတယ်